Gai ngamin sui bidia dia hola gude bharia soya lo ba simashi kamashi pidu pai ne mie pidu pai ne lam ma ma alumin lo tin chang kong ma myok lo ya ya dan ne hola du du simashi kamashi ne bayan mara de ke de gude khu pidu de ya be phyo da le pidu de ya be phya si ya le kha mya ai pidu de ya ai ba pho yi ne tho da ri phya si do ba lo pidu de ko ma pyo da lo ကျော်စိုးဥကြမှာခမရကအမုန်းတရားနဲ့ပြောတာလေပြီးတော့ကအကြမ်းမဖက်ရေးတရားအကြမ်းမဖက်ရေးလမ်းစဉ်ကြည်သုံးမှုဒီကြိုက်တူဘီလေးဘက်က PDF တွေကိုပြောတယ်ဗျပြောတော့အဲ့တော့တခါကြီးငါမင်းစင်နေနဲ့တဲ့အဲ့ဒီ PDF တွေတခါကြီးပြောလို့ဘယ်နှယောက်များအလင်းဝင်လာလဲတဲ့အဲ့လိုမျိုးပေါ့ဆရာတော်ကမေကွန်းထုတ်သွားတယ်ဗျတို့တခါကြီးငါမင်းဆွေထံတို့ပေါက်ကိုတော့စကားပါလိုက်ပါတယ်ဗျာစကားကြီးငါမင်းဆွေကပေါက်ကိုတော့ကိုပြောတာပေါ့နော်ဒါကဥစဉ်ပြောလို့ပါတခါကြီးကပြန်ပြောတာပါဥစဉ်တိပါတယ်တခါကြီးရဲ့လေးလေးစားစားနဲ့ရိုးတေတေနဲ့ရှောက်ထားမှုကိုလည်းဥစဉ်သဘောကျပါတယ်တခါကြီးကဗါတဲ့ပေါက်ကိုတော့စင်ကူးတို့ပဲတို့ကိုသွားပြီးငိမ့်ချိုင်းပြောတယ်သူလည်းသူရှိရဲ့နေရာ PDF တော့မှငိမ့်ချိုင်းစကားပြောတယ်တဲ့ဟုတ်လားတခါကြီးငါမင်းဆွေကတကယ်တော့ပေါက်ကိုတော့ဒီလိုရှည်တန်းနေမှာစစ်မြင်ရနေမှာဒီလိုဘိုက်ပွဲတွေကြားမှာပေါက်ကိုတော့သွားခဲ့လှုပ်ရှားခဲ့တာတွေကိုတခါကြီးကတကယ်ရောမသိရောနေသလားဒါမှမဟုတ်မတိကြည့်အောင်မှစောင်းနေသလားဒါမှမဟုတ်တခါကြီးအင်းစိန်ထောင်ထဲမှာရောက်သွားလို့မှဟိုပါပေါ့တခါကြီးမရောက်ခင်ကလည်းဥစဉ်လွှားလာလှုပ်နေတာတခါကြီးအတီဆုံးမှာတခါကြီးလွတ်ကြောင်ကြောင်ပြီးမှအတိမ်မမေ့သွားတယ်လားလို့ပဲပြန်ပြီးမေးခွန်းထောက်အောင်ချိန်ရောက်နေပေါ့နော်တခါကြီးတခါကြီးငါမင်းဆွေကငိမ့်ချိုင်းဘာညာပြောတာပေါ့တခါကြီးငါမင်းဆွေငိမ့်ချိုင်းပြောလို့ PDF ဘယ်နဲ့ဦးတခါကြီးစီအလင်းဝင်ဘူးတယ်လေပောက်ကိုတော့ကအတီတရားရှိအောင်ပဲပြောတာပါဗျအတီတရားရှိလို့ပောက်ကိုတော့စီအလင်းဝင်လာတဲ့ PDF တွေရှိရတယ်ဗျလက်နဲ့တင်နဲ့အလင်းဝင်လာတဲ့ PDF တွေလည်းဒါပောက်ကိုတော့ line ပေါ်မှာတင်ထားတာရှိတယ်လို့ဒါဌာနဆိုင်ရာတွေမှာလည်းပောက်ကိုတော့ချိတ်ဆက်ပြီးမှလာအန်ရကင်းစွာနဲ့အပ်ပေးတာတွေလည်းရှိပါတယ်ဗျနော်ဒါတွေကိုတခါကြီးငါမင်းဆွေကိုထောက်ခံဝိုင်းရတဲ့တူတွေကိုမေ့ကြည့်ပါနော်တခါကြီးကငိမ့်ချိုင်းပြောတော့ PDF တော့ထဲမှာနေတဲ့အိမ်ရှိမှတော့ PDF ဘာညာတခါကြီးကအန်ဒီရကင်းမှာပေါ့တခါကြီးကခွာထိုင်ထားတာကိုအကျန်းဖက်ကိုထောက်ခံတာလားမထောက်ခံဘူးလားဟိုဘက်ကိုတတ်မလို့လဲထောက်ခံတယ်လို့မထောက်ခံတယ်လို့ ਨੇ ဟုတ်လားတခါကြီးကအဲ့လိုတခါကြီးကခွာထိုင်ထားတော့အန်ဒီရကင်းဘေးရှင်းတာပေါ့ဗျာဟုတ်လားဘေးရှင်းတာပေါ့တခါကြီးငါမင်းဆွေ PDF တွေကဟုတ်လားဂူတွေဘာတွေကအစိုးရအလုပ်ပါစီးမရှိကမ်းမရှိပြည်သူပိုင်ရဲ့မြေပြည်သူပိုင်ရဲ့လမ်းမအောင်မှာအလူမင်းတော့တင်းချိုင်းကုန်းမှာမြုပ်လို့ရရတဲ့နဲ့ဟုတ်လားသူတို့ကသူစီးမရှိကမ်းမရှိနဲ့ဗျမ်းမရာတဲခဲ့တဲ့ဂူတွေအခုပြည်သူတွေရပဲဖြိုးတာလေပြည်သူတွေရပဲဖြက်စီးတာလေခါခါမြအဲ့ပြည်သူတွေကအဲ့ဗဖိုးကြီးနဲ့ထိုးတာတွေဖြက်စီးတော့ဘာလို့ပြည်သူတွေကိုမပြောတာတော့ကျော်စိုးဥကြမှာခမရကအမုန်းတရားနဲ့ပြောတာလေကျော်စိုးဥကြမှာအမုန်းနဲ့ပြည်သူတွေကရွေချက်ရှိရှိနဲ့ဂူတွေဖြက်တယ်ဗျာဖြိုးတယ်ဗျာဗဖိုးကြီးနဲ့လှုပ်တယ်ဗျာအမေအဲ့ဓာတွေကြတော့ဘာလို့မဝေဖန်တာလဲမထောက်ပြတာလဲဒကာကြီးကထောင်းအလွတ်ပြီးကြတဲ့တကယ်လွတ်ကြောင်ကြောင်တဲ့ပုံစံမျိုးဖြစ်သွားတဲ့ထင်တယ်နော်ဒါမှမဟုတ်ဒကာကြီးကအကျန်းဖက်ကိုပါမှာဆိုတော့ဒကာရဲတင်းတင်းထောက်ခံလိုက်ပါရဲတင်းအားပေးလိုက်ပါဘာဖြစ်တယ်လဲတစ်ဖက်တည်းရိုင်ပလိုက်ဟုတ်လားဦးဇင်းတို့လည်းတတ်မတော်ထောက်ခံတဲ့ဝိုင်းရတဲ့တစ်ဖက်တည်းရိုင်ပလိုက်တယ်တစ်ဖက်တည်းအားပေးလိုက်တယ်ဆိုးဆိုးကောင်းကောင်းတတ်မတော်ပဲနော်ဆိုးဆိုးကောင်းကောင်းမှားမှန်တတ်မတော်ပဲမှားရင်တတ်မတော်ထောက်ပြမယ်ဝေဖန်မယ်ဒါပဲဦးဇင်းတို့ကနော်တခါကြီးငါမင်းဆွေတေးသေးချာချာစဉ်းစားပါနော်တေးချာစဉ်းစားပါတေးချာစဉ်းစားပြီးမှပောက်ကိုတော့ဝေဖန်မှာထောက်ပြပါလို့ပြောချင်ပါပေါ့ဆရာတော်တပည့်တော်ယူသေးစွာဆောက်ထားအပ်ပါတယ်ဗျာဒီရက်ပိုင်းမှာဆရာတော်ကတပည့်တော်ဩဝါဒပေးခဲ့တာတွေရှိပါတယ်ဗျာဒီအတွက်လည်းကျေးဇူးကြီးမားပါတယ်ဗျာအဲ့တော့တပည့်တော်ကိုပေါ့နော်ဆရာတော်ကဒီတပည့်တော်ရဲ့ CEO ဒီ PDF တွေပေါ့နော်ကြိုက်တူဘက်က PDF တွေပေါ့ဟိုတပည့်တော်ပြောနေတာတွေပေါ့နော်တပည့်တော်ပြောတဲ့အတွက်ပေါ့တပည့်တော်ကအကြမ်းမဖက်ရေးတရားအကြမ်းမဖက်ရေးလမ်းစဉ်ကြည်သုံးမှုဒီကြိုက်တူဘီလေးဘက်က PDF တွေကိုပြောတယ်ဗျပြောတော့အဲ့တော့တခါကြီးငါမင်းစင်နေနဲ့တဲ့အဲ့ဒီ PDF တွေတခါကြီးပြောလို့ဘယ်နှယောက်များအလင်းဝင်လာလေတဲ့အဲ့လိုမျိုးပေါ့ဆရာတော်ကမေးခွန်းထုတ်သွားတယ်ဗျတပည့်တော်မေးလာတော့မှန်ပါတယ်ဗျတပည့်တော်ပြောလိုက်လို့ဒီကြိုက်ထူဘီလေးဘက်က PDF တွေကလည်းဘယ်သူမှလည်းလင်းဝင်လာတာတော့မရှိဘူးဗျเนาะသူတို့
နားတွေကပေါက်လာမပေါက်လာလဲတပည့်တော်မသိဘူးဗျတပည့်တော်တို့လုံနေတဲ့အကြမ်းမဖက်ရေးတရားအကြမ်းမဖက်ရေးလမ်းစဉ်ဆိုတာကတော့အားလုံးသဘောပေါက်ပြီးတော့ဒီတနိုင်ငံလုံးစိတ်ဓာတ်တွေပြောင်းလဲသွားဖို့ပေါ့ဗျာတိုင်းသားလက်နက်ကိုင်တွေရော PDF တွေရောပေါ့နော်အဲ့လိုစိတ်ဓာတ်တွေပြောင်းလဲသွားမှငြိမ်းချမ်းရေးရမယ်အကြမ်းမဖက်ရေးလမ်းစဉ်ဆိုတာနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းတဲ့လမ်းစဉ်ပါဗျာအဲ့ဒီဟာကိုသူတို့သဘောပေါက်သွားတယ်အထူးသဖြင့်သူတို့ခေါင်းဆောင်ပိုင်းတွေပေါ့ဗျာတပည့်တော်တို့ကခေါင်းဆောင်ပိုင်းကြီးတွေသဘောပေါက်သွားမှဆိုရင်ဒီပွဲကပြီးသွားမှာဗျတပည့်တော်ကအဓိကရည်ရွယ်တာကလည်းခေါင်းဆောင်ပိုင်းတွေကိုပဲရည်ရွယ်ပါတယ်ဗျဒီလက်အောက်ငယ်သား50ယောက်လောက်အလင်းဝင်လာယုံနဲ့လည်းဒီပွဲကြီးကမပြီးသွားပါဘူးဗျအဓိကတော့တပည့်တော်ကခေါင်းဆောင်ပိုင်းတွေကိုပြောနေတယ်အဲ့တော့တပည့်တော်ပြောတာထက်ကိုပေါ့နော်အမတော်အောင်ဆန်းစုကြည်ပြောတာကပူထီရောက်မယ်သူကဩဇာတက်ကမပူကြီးမားတယ်သူကိုယ်တိုင်ကလည်းဒီအကြမ်းမဖက်ရေးလမ်းစဉ်ကိုသက်ဝင်ယုံကြည်တဲ့လူဖြစ်တယ်သူကိုယ်တိုင်ကလည်းကြည်သုံးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တာပေါ့နော်အဲ့ဒါကြောင့်အမတော်ဆန်းစုကြည်ကိုပြောပေးဖို့အဲ့လိုပြောပေးမယ်ဆိုလည်းအမတော်ဆန်းစုကြည်ကိုလွတ်ပေးဖို့နိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုတပည့်တော်လည်းမေတ္တာရက်ခံနေပါတယ်ဖေ။မေတ္တာရက်ခံနေပါတယ်အဲ့တော့တပည့်တော်ဆိုလိုတာကအစဉ်ဖျားကတော့အစဉ်ဖျားပြောလိုက်လို့ PDF အညာဘက်ကမန္တလေးဘက်က PDF 50ယောက်15ယောက်စသည်ဖြင့်ဝင်လာကောင်းဝင်လာမယ်ဖေ။ဒါပေမဲ့လည်းအဓိကတော့ခေါင်းဆောင်ပိုင်းတွေဖေ။ခေါင်းဆောင်ပိုင်းတွေကလက်ခံလာမှဆိုရင်ဒါအားလုံးကပွဲပြီးသွားမယ်ဖေ။တော့တပည့်တော်အဲ့လိုရည်ရွယ်ပါတယ်အဲ့တော့ကြိုက်ထွာ PDF ငယ်ပိုင်းလေးတွေတော့တပည့်တော်ပြောလို့အလင်းဝင်လာတာလည်းမရှိဘူးဖေ။သူတို့နဲ့လည်းတပည့်တော်မတိကျွမ်းပါဘူးဖေ။အဲ့တော့တပည့်တော်ထပ်ပြီးလျှောက်ထားခြင်းတာကတော့အရှင်ဖေအဲ့လိုဘောတော့အရှင်ဖေပြောလို့ PDF 10ယောက်15ယောက်ဝင်လာလဲဒါကောင်းပါတယ်ဖေကောင်းပါတယ်เนาะအဲ့တော့တပည့်တော်ဒီမှာပြောမနိုင်တဲ့တပည့်တော်ရှိတဲ့ကြိုက်ထူက PDF များဘီလီယာ PDF များအဲ့လိုဆရာတော်ဘုရားကပြောပြီးဟာလားအဲ့ဒီလိုလက်အောင်ငယ်သားလေးတွေအလင်းဝင်လာမယ်ဆိုရင်လည်းတနည်းအားဖြင့်တော့လည်းကောင်းပါတယ်ဖေအဲ့ဒါကြောင့်ဆရာတော်ဘုရားကိုယ်တိုင်ကြိုက်ထူဘီလင်းကိုကြွခဲ့ပါဖေတပည့်တော်ပြေးပါတယ်ဖေသွားစိတ်လာစိတ်အကုန်လုံးလည်းတပည့်တော်လူတန်းပါမယ်ဖေဒီကြိုက်ထူဘီလင်းကိုလာပြီးတော့ပေါ့အဲ့လိုလာပြီးတော့ဟောပြောပေးပါဖေဒါပေမဲ့တခုတော့ရှိတာပါဖေအရှင်ဖေဒီတပည့်တော်တွေ့နေတယ်မန္တလေးဘက်မှာတော့အရှင်ဖေဒီအရှင်ဖေဘေးမှာလက်နက်ကင်နေပြည်သူစစ်တွေလားပြူစောထီလားအဲ့လိုလက်နက်ကင်နေရှင်ဖေဘေးမှာဝိုင်းရံပြီးတော့ခြံရံပြီးတော့သွားနေတာကိုလည်းတပည့်တော်တွေ့တယ်ဖေဒီကြိုက်ထူဘီလင်းကိုကြွလာရင်တော့အရှင်ဘုရားကြွလာရင်တော့တပည့်တော်သိထားတာအဲ့ဒီအရှင်ဘုရားဘေးကလက်နက်ကင်နေတာဒီကိုတော့လာလို့မရဘူးဖေလက်နက်ကင်လို့မြည်စီနေမြေသတ်မှတ်ချက်ရှိတယ်ဖေသူ့နေမြေသူ့မျိုးနဲ့သူ့နေမြေကြော်လို့မရဘူးဖေဒါဘယ်လက်နက်ကင်ပဲဖြစ်တတ်မတော်ပဲဖြစ်အဲ့တော့မန္တလေးကလက်နက်ကင်ဒီမွန်ပြည်နယ်ထိကိုတော့လာလို့မရဘူးဖေအဲ့တော့အရှင်ဘုရားတပါးတည်းပဲကြွလက်နက်ကင်တော့ဒီမှာအရှင်ဘုရားရမှာတော့မဟုတ်ဘူးဖေအဲ့တော့ဒါလည်းပိုကောင်းပါတယ်ဗျတန်ဃာတော်အနေနဲ့ကတော့လက်နဲ့မပါဘဲနဲ့ပေါ့နော်ဒီလိုပဲအချမ်းရမပါဘဲနဲ့သွားတာလာတာပို့ပြီးတော့တိတော်ပါတယ်ဗျအဲ့တော့စင်ဖျားလည်းကြွလာမယ်လို့ထင်ပါတယ်အဲ့တော့ကြိုက်ထူပြီးလေးကိုကြွလာခဲ့ပါဗျတပည့်တော်လာကြိုတခါကြီးလာကြိုဆိုလဲလာကြိုပါမယ်ဗျမန္တလေးထိလာကြိုပါမယ်ဗျအဲ့ဒါလေးကိုဒီကစေဖျားကဟုတ်လားမန္တလေးက PDF တွေကိုစီးရုံးလို့ဝင်လာသလိုကြိုက်ထူက PDF တွေလည်းစီးရုံးပေးပါတပည့်တော်ရဲ့ရည်ရွယ်ချက်ကတော့ခေါင်းဆောင်ပိုင်းကြီးတွေအကြမ်းမဖက်ရေးလမ်းစဉ်ကိုတက်ဝင်ယုံကြည်လာဖို့ပေါ့တပည့်တော်ကြိုးစားနေပါတယ်ဖေဒါပေမဲ့တပည့်တော်စွမ်းသလားဆိုတော့မစွမ်းပါဘူးဖေတပည့်တော်လုံနေတာ20ကျော်ပြီဒါကြောင့်အမတော်ဆန်းစုကြည်အားကိုးနေရခြင်းဖြစ်ပါတယ်ဖေအဲ့ဒါလေးတပည့်တော်ဆောက်ထားခြင်းတာပါဆရာတော်ဖေကြိုက်ထူဘီလင်းကိုကြွလာပါဒီပါကြိုက်ထူကိုဖေလည်းဖူးရပါတယ်ဖေကြက်ခမီတီလည်းတပည့်တော်ပို့ပေးနိုင်ပါတယ်ဖေကြိုက်ထူဖေရောဒီဘက်မှာလည်းကတချောင်းတို့ဘာလို့ရေတကုံတွေလည်းတာရပါတယ်ဖေဒီဘက်မှာအဲ့ဒါလေးဆောက်ထားခြင်းပါတယ်ဖေဥတင်ပါတယ်ဖေဥတင်ပါတယ်ဆရာတော်ဖေတက်တော်ရကျော်ရှိပါစေဆရာတော်ဖေကျမ်းပါပါစေ